ရှုံစွာဖျားသခင်ကျေးဇူးတော်ကိုအထူးပင်ချီးမွမ်းပါတယ်ဒီနေ့ကျွန်မခွန်အားယူတဲ့အကြောင်းအရာတစ်ခုကိုမျှဝေပေးချင်ပါတယ်ကျွန်မတို့ရဲ့ဘဝမှာဒုက္ခပြဿနာတစ်ခုကစပြီဆိုလို့ရှိရင်တစ်ခုပြီးတစ်ခုပေါ်လာတတ်တာမျိုးရှိတယ်ငွေကြေးပြဿနာဖြစ်ပြီဆိုလို့ရှိရင်လေဒီတောက်လျှောက်အစင်မပြေမှုတွေကတောက်လျှောက်ဖြစ်လာတာမျိုးရှိတယ်ဒီကျမ်းမာရေးကိစ္စဖြစ်လာပြီဆိုလို့ရှိရင်လေတစ်ခုပြီးတစ်ခုကောင်းသွားတစ်ခုဖြစ်လာတစ်ခုပေါ်လာဒါမျိုးလဲကျမတို့ရှိတယ်အလုပ်တွေမှာဆိုလဲတစ်ခုအစင်မပြေဘူးဆိုရင်တောက်လျှောက်အကုန်အစင်မပြေဘူးဆိုတာမျိုးကျမတို့ဘဝမှာခဏကြုံရတတ်တယ်ကျမလည်းခဏကြုံရတယ်ဖះရှင်ကိုကျမတို့ဒီလိုပဲကိုးကွယ်နေနေကြုံရတာရှိတယ်ဒါပေမဲ့အရှိတွေမှာကျမနားမလည်ခဲ့ဘူးဆိုပေမဲ့လည်းဖះရှင်ကိုကျမလုံးဝကိုးကွယ်ခြင်းမပြတ်ဘူးနားမလည်ဘူးဆိုတာကဘာဖြစ်လို့ဖះကိုလည်းကိုးကွယ်နေဘာကြောင့်ဒီလိုမျိုးဖြစ်တာလဲပြီးတော့ငါတို့ကဖះသားသမီးဘာဖြစ်လို့ဒီလိုမျိုးပြဿနာကတောက်လျှောက်ဖြစ်တာလဲဆိုပြီးကျမလည်းစဉ်းစားခဲ့ဘူးတယ်ကျမရဲ့ပတ်ဝန်းကျင်မှာလည်းကျမတွေ့ရတယ်အဲ့လိုမျိုးတွေကြုံရတယ်ပေါ့နော်အဲ့ဒီအရာပေါ်မှာဘုရားရှင်ကကျမရဲ့မေးခွန်းကိုဘုရားအဖြေပေးတယ်ကျမရဲ့မေးခွန်းတိုင်းအတွက်ဘုရားအဖြေရှိတယ်ကျမတို့ရဲ့ဘဝမှာဒီနေ့ဒီကမ္ဘာလောကကြီးကဇာတန်ရဲ့အုပ်စိုးခြင်းခံထားရတဲ့လောကကြီးအဲ့တော့ဒီနေ့ဒီလောကကြီးထဲမှာနေတဲ့အချိန်မှာကျမတို့ကရုန်းကန်ရတယ်ဘလို့ရုန်းကန်ရတယ်လဲဆိုလို့ရှိရင်ဇာတန်ရဲ့လှည့်စားခြင်းကိုရုန်းကန်ရတယ်သူကကျမတို့ကိုဒုက္ခပြဿနာတွေသူ့ရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုကျမတို့ကရုန်းကန်ရတယ်ကြောင့်ဖျားနဲ့ဇာတန်ရဲ့ဂျားမှာလူဟာဒီနေ့ယုံကြည်ခြင်းဖျားပေါ်ဘယ်လောက်ထားတယ်လဲဆိုတဲ့ပုံမှာဖျားကဂုဏ်ယူချင်တာအဲ့တော့ဖျားရှင်ဒီအခွင့်ပေးတယ်ဘလို့အခွင့်မျိုးလဲဆိုတော့ဒီပြဿနာတွေပေးတွေ့လို့ရတယ်အဆုံးထိလည်းပေးတွေ့လို့ရတယ်မခံနိုင်အောင်လည်းပေးတွေ့လို့ရတယ်ဒါပေမဲ့အဆုံးသက်တရားစီရင်မှုချပေးတာတော့ဖျားပဲယောဂတစ်ခုပေးတွေ့တယ်ယောဂတွေအများကြီးဖြစ်တယ်မခံမရနိုင်အောင်ဖြစ်တယ်ဒါပေမဲ့အဆုံးသက်မှာဖျားကယောဂတစ်ခုဖြစ်စီဒီယောဂကိုဖြစ်စီနော်ဒီလိုမျိုးယောဂတွေဖြစ်ပါစေဆိုပြီးတော့ဖျားရှင်ကဘယ်တော့မှဆုံးဖြတ်ချက်မချပေးဘူးဒါပေမဲ့အရှိမတော့တောက်လျှောက်ယောဂကိုမခံနိုင်အောင်ဖြစ်တယ်ဒါပေမဲ့အဲ့လိုမျိုးခံစားနေရတဲ့ဂျားတွေကပဲဖះကိုချီးမွမ်းခြင်းမပြတ်ဘူးကိုးကွယ်ခြင်းမပြတ်ဘူးအဲ့လိုမျိုးဘလို့ယောဂဒုက္ခပဲကြုံဖះဟာအဆုံးသက်ရောက်လို့ရှိရင်ငါအတွက်အကောင်းဆုံးစီရင်ချက်ရှိတယ်အဲ့တော့ဖះကိုစိတ်ဝင်စားတဲ့သူကိုဇာတန်ကစိတ်ဝင်စားတယ်ဘလို့စိတ်ဝင်စားသလဲဆိုရင်ဒုက္ခပြဿနာပေးတွေ့ဖို့သူကအစင်သင်းရှိတယ်ပြီးငွေကြီးဖြစ်ပြီဆိုလို့ရှိရင်တစ်ခုချင်းဖြစ်တာတစ်ခုမဖြေရှင်းရသေးဘူးနောက်တစ်ခုဖြစ်လိုက်လုပ်ငန်းဆိုလည်းအဲ့လိုပဲဒါပေမဲ့ကိုးကွယ်တဲ့သူကအဲ့လိုမျိုးလိုက်ပြီးချောင်းပြီးတော့မှချောင်းမြောင်းပြီးဘသူကိုဝါမျိုးရမလဲဆိုချောင်းမြောင်းပြီးမှဒုက္ခပေးဖို့အစဉ်သင်စောင့်နေတယ်ပေါ့နော်ဇာတန်ရဲ့တိုက်ခိုက်ထိုးနှက်မှုကိုကျမတို့ခံရတယ်ကြိတ်တလောက်ခံရပါစေကျမတို့ကဖះကိုလုံးဝလက်မလွတ်ဘူးဆိုရင်ဖះရှင်ကဇာတန်ကိုအနိုင်ယူရတယ်အော်ကြည့်လိုက်ငါရဲ့သားသမီးကငါ့ကိုဘယ်တော့မှလက်မလွတ်ဘူးကြိုက်တယ်လို့စုံစမ်းဘယ်တော့မှလက်မလွတ်ဘူးအဲ့အတွက်ကြောင့်တကယ်ဆုံးသက်ရောက်ရင်ဖះရဲ့စီရင်ခြင်းကိုပဲကျမတို့ခံရတယ်ဖះပေးတဲ့ညီသက်ပျော်ရွှင်ခြင်းအစဉ်ပြေခြင်းကိုကျမတို့ရတယ်အဲ့ဒီအရာကိုဆက်အချင်းမှာသဘောမပေါက်ခင်နားမလည်ခင်မှာကျမလည်းအမျိုးဘေးကုန်းတွေထုတ်ပြီးတော့ဘဝမှာရုန်းကန်ခဲ့ရတယ်ဒါပေမဲ့အဖြေဖះရှင်ကျမကိုအဖြေပေးတဲ့အရာကဘလောက်ပဲဒုက္ခဆင်းရဲပြဿနာဖြစ်ပါစေဇာတန်ဘလောက်ပဲကျမတို့ဒုက္ခပေးပါစေဒီလောကကြီးမှာဘလောက်ပဲအဆက်မပြတ်ကြုံတွေ့ရပါစေကျမတို့အဆုံးထိဖះကိုလက်တွဲသွားဖို့လိုတယ်အဆုံးရောက်ရင်ဆုံးဖြတ်ချက်ကဖះရှင်နဲ့ဆိုင်သွားတယ်ဇာတန်ဒီကျမတို့ဒီလောကမှာဘလောက်ပဲဒုက္ခထိုးနှက်ပါစေအဆုံးမှာကျမတို့ကိုယောဂဆိုလဲယောဂဖြစ်သွားပါစေငွေကြီးဆိုလို့ရှိရင်လည်းနောက်ဆုံးလုံးဝမဖြေရှင်းနိုင်လို့ထွက်ပြေးရတဲ့အထိဖြစ်ပါစေသူကအဲ့လိုမျိုးဆုံးဖြတ်ချက်ကိုကျမတို့ပေါ်မှာလာချလို့မရအောင်ဆုံးဖြတ်ချက်ကိုဖျားပဲချပြီးလို့ရတယ်ဒါကြောင့်အဆုံးထိနောက်ဆုံးချိန်ထိဖျားကိုလက်တွဲသွားဖို့လိုတယ်ပေါ့အဲ့လိုမျိုးကျမအဖြေရရှိတဲ့ချိန်မှာဖျားကိုအရန်ကျေးဇူးတင်တယ်ဒါကြောင့်မလို့ဘလောက်ပဲဒီလောကမှာနောက်ဆုံးချိန်နေထိကြုံတွေ့ရပါစေဖျားကိုလုံးဝလက်မလွတ်ဘူးဖျားကိုအခုကိုးကွယ်နေတယ်ဖျားကိုအခုဝတ်ပြုနေတဲ့အတိုင်းပဲဆက်ပြီးတော့ကိုးကွယ်သွားတယ်ဖះကိုစိတ်မဝင်စားတဲ့သူကိုဇာတန်ကလည်းစိတ်မဝင်စားဘူးဘလို့စိတ်မဝင်စားတယ်လဲဆိုရင်သူ့ရဲ့ဘဝ
ဖြစ်ရမယ်သူ့ရဲ့ဘဝမှာငွေကြီးလားကြက်မကြီးလားဘယ်တော့မှအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့ဇာတန်ကစိတ်ဝင်စားဘူးဆိုတာသူ့လက်ထဲမှာရှိနေတယ်ငါလက်ထဲမှာရှိနေတယ်ငါအချိန်မရွေးဘာပဲလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးသူကပြောမှဆိုစိတ်ဝင်စားသူစိတ်ဝင်တစားနဲ့ဒုက္ခပေးပြီးတော့မှသူတကယ်ကိုသူတိုက်ခိုက်မဲ့သူကတော့ဖယားကိုစိတ်ဝင်စားတဲ့သားသမီးတွေကိုသူကတိုက်ခိုက်ချင်တာဖယားကိုစိတ်ဝင်စားတဲ့သူတွေဖျားเจ้าလည်းမတက်ဘူးကျမ်းစာလည်းမဖတ်ဘူးဖယားကိုနံပါတ်1နေရာလည်းမထားဘူးကိုယ့်ဘာကိုပဲဘဝထဲမှာနေနေတဲ့သူတွေအကုန်လုံးကျမ်းစာမဖတ်စုမတောင်းတဲ့သူမှာဘာတကုံးမှမရှိဘူးတန်ရှင်သောဝိညာဉ်တော်တကုံးလည်းမရှိဘာမှနားမလည်အဲ့လိုလူမျိုးတွေကိုသူကစိတ်ဝင်စားဘူးဘာလို့လဲသူ့လက်ထဲမှာရှိတယ်အချိန်မရွေးသူယောဂဖြစ်စီဆိုဖြစ်ရတာပဲသူငွေကြီးဒုက္ခဖြစ်ဆိုလည်းဖြစ်ရတာပဲသူတို့မှာအဆုံးသက်မှာလည်းဖရားရဲ့စီရင်ခြင်းမရှိဖရားသားသမီးအားလုံးဖရားချစ်တယ်ဖရားကအကုန်လုံးဆွဲခေါ်ချင်တယ်ဒါပေမဲ့ဖရားကိုစိတ်ဝင်စားတဲ့သူတွေကဖရားဆွဲခေါ်နေမှန်းလည်းမသိတဲ့အခါသူတို့ဘဝမှာအမျိုးမျိုးဆုံးဖြတ်ချက်တွေချမိတယ်အမြဲတမ်းစိတ်ညစ်ရတယ်အမြဲတမ်းပူလောင်ရတယ်တစ်နှစ်လာရင်လည်းဒီပုံစံပဲနောက်တစ်နှစ်ပြောင်းသွားလဲဒီပုံစံပဲသူတို့ရဲ့ဆုံးဖြတ်ချက်သူတို့ရဲ့စိတ်သက်ပိုင်းဆိုင်ရာအကုန်လုံးကဒီပုံစံဘယ်တော့မှမပြောင်းလဲအသက်အရွယ်သာကြီးလာမယ်ဘယ်တော့မှမပြောင်းလဲဘာကြောင့်လဲဆိုတော့ဖះကိုစိတ်ဝင်စားတဲ့အတွက်ဇာတန်ကလည်းစိတ်ဝင်စားဘူးသူ့လက်ထဲမှာကြိုက်တယ်လို့အသုံးချပြီးတော့ကြိုက်တယ်လို့သူဆုံးဖြတ်ချက်ချပြီးတယ်အဲ့ဒီလူကဒီလောကကြီးထဲမှာစိတ်ညစ်ပြီးနောက်ဆုံးဒီကဘာကြီးထဲကနေပြီးတော့ထွက်သွားခြင်းနဲ့စိတ်ပေါက်လောက်အောင်ဖြစ်သွားတယ်ငါတည်သွားရင်ကောင်းမယ်ဆိုတဲ့စိတ်မျိုးဝင်သွားတယ်ဖះသားသမီးတွေကဒီလောကကြီးထဲမှာအသက်ရှင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဖះရဲ့အမှုတော်ကိုတခုခုကျမတို့ဆောင်ရွက်တဲ့အချိန်မှာဒီကဘာကြီးရဲ့နောက်ဆုံးချိန်ထိဖះရှင်ကျမတို့ထားတဲ့အချိန်ကြီးနေဖို့လိုတယ်ဖះသားသမီးတွေကဖះရှင်အမှုတော်ကိုဆောင်ရွက်ဖို့ဖះကအလိုတော်ရှိတယ်ကျန်တဲ့အရာအလုံးဖះရှင်ဖြည့်ဆည်းပေးတယ်ဖះရဲ့အမှုတော်ဆောင်ရွက်ဖို့ဖះလိုတော်ရှိတယ်အဲ့ဒီအတွက်လိုအပ်တာမှန်သမျှဖះထောက်ပံ့ပေးတယ်ဒါကြောင့်မို့အမြဲတမ်းထောက်ပံ့ပေးတော့ဖះအဲ့ဒါကြောင့်မလို့ဖះရှင်အမှုတော်အတွက်ဖះကိုတကယ်ချစ်ပြီးတော့တကယ်ပေးဆက်ဆက်ကပ်တဲ့စိတ်အသက်တာမျိုးရသွားပြီဆိုရင်ဒီလောကကြီးရဲ့ဒုက္ခတွေပြဿနာတွေဆိုတာကတကယ်ကိုကိုယ့်အတွက်အေးဆေးဖြစ်သွားတယ်ဘလို့အရာပဲလာပါစေငါရင်ဆိုင်မယ်ဒါပေမဲ့ငါဖះကိုကိုးကွယ်ချင်မှငါကိုးကွယ်ရမယ်ငါဆုတောင်းရမယ်ဆိုတာမျိုးဖြစ်သွားတယ်ဘလို့ပြဿနာပဲလားအေးဆေးပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်တယ်ဇာတန်ရဲ့ရှုံးနေခြင်းအဲ့ဒါပဲအဲ့ဒါကြောင့်ကျမတို့ဖះရှင်သားသမီးသတိထားမှာဆုတောင်းကိုးကွယ်နေဒုက္ခပြဿနာတွေပေးတွေ့လာပြီဆိုရင်လေအဲ့ဒါဖះစီကလာတာမဟုတ်တော့ဘူးကျမတို့ကဖះကိုစိတ်ဝင်စားတဲ့အတွက်ကျမတို့တိုက်ခိုက်နေတာထိုးနှက်နေတာအဲ့ဒါကိုကျမတို့သဘောပေါက်ပြီးတော့ရတယ်လက်ဆွဲထားဖះကိုလက်ဆွဲထားဆုတောင်းထားကိုးကွယ်ထားအချိန်တစ်ခုရောက်ရင်ဆုံးဖြတ်မဲ့ချိန်ရောက်ရင်ဖះနဲ့ပဲဆိုင်တယ်ဖះသည်ဘယ်တော့မှဒုက္ခပေးမတွေ့ဘူးဒုက္ခတွေတော့ရှိပေမဲ့အဆုံးသက်မှာဘယ်တော့မှပေးမတွေ့ဘူးပေးရမယ့်ချိန်ရောက်ရင်ပေးကိုပေးရတယ်ယူရမယ့်ချိန်ရောက်ရင်လည်းယူကိုယူရတယ်အဲ့တော့ကျမတို့ရဲ့ဘဝထဲမှာဒီအကြောင်းအရာကိုသဘောပေါက်ထားလို့ရှင်ဒီနေ့လောကမှာဘလောက်ပဲဆင်းရဲဒုက္ခတွေကြုံတွေ့ပါစေဖះရှင်ရဲ့ကိုယ်ကမဆာခြင်းရှိတယ်အဆုံးသက်ဟာဖះရှင်နဲ့ပဲဆိုင်နေငါတို့တီးခံရမယ်ရင်ဆိုင်ရမယ်ဆိုတဲ့အရာကိုဒီနေ့နားလည်ထားမယ်ဆိုဘဝဟာအရန်ပျော်ရွှင်စရာကောင်းပါတယ်ဘလို့အရာတွေပဲလာကျမတို့ရင်ဆိုင်နိုင်ပါတယ်ဆိုတဲ့အရာကိုဒီနေ့ကျမနားလည်သဘောပေါက်သွားပြီးတော့အရန်ပျော်ရွှင်တက်ကြသွားတယ်ဒါကြောင့်မို့ဖះနဲ့ကျမ်းစာပဲဆုတောင်းခြင်းကကျမအတွက်တကယ်ကိုတကိုးရှိအကြီးသောအကျိုးကိုခံစားရတယ်ဒါကြောင့်မို့မိတ်ဆွေလည်းဘဝထဲမှာဖះရှင်နဲ့တကယ်တည့်ရဲ့နောက်ဆုံးချိန်မှာရောက်ပြီဆိုလို့ရှင်သင်ကျမ်းစာဖတ်ဆုတောင်းခြင်းနဲ့ချိန်ယူပါအဲ့ဒါဆိုရင်သင်ရဲ့ဘဝထဲမှာဘလို့မေးခွန်းမျိုးပဲဖြစ်ဖះအဖြေပေးတယ်ဆိုတာကိုဒီဗီဒီယိုနဲ့ကျွန်မအားလုံးကိုခွန်အားပေးချင်ပါတယ်အရောက်စီတိုင်းဖះရှင်ကောင်းချီးပေးပါစေနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်